1949ခုနှစ်ဇူလိုင်လ19ရက်နေ့10နာရီ38မိနစ်ထိုစက္ကန့်သည်မြန်မာနိုင်ငံ၏တမိုင်းကိုအကြမ်းဖက်စွာရပ်တန့်စေခဲ့သည်ယခုအနာဂတ်မှတစုံတစ်ယောက်သည်ထိုကံကြမ္မာကိုပြောင်းလဲရန်ဆင်ခေါ်လိုက်သည်အနာဂတ်မှသိပ္ပံပညာရှင်ဒေါက်တာမိုးမခမြန်မာပြည်ဖခင်ကြီးကိုကယ်တင်ရန်အတွက်တခုတည်းသောမျှော်လင့်အချိန်ဆက်ထဲသို့ခုန်ဆင်းလိုက်သည်ရန်ကုန်1948သို့ဦးထူးထက်သောတမိုင်းဝင်ရန်ကုန်မြို့၏လမ်းကြားတစ်ခုဒေါက်တာမိုးမခသည်ပုံများကြမှထိုးထွက်လာပြီးအချိန်ဆက်ကိုပြင်းပြစွာတင်စီလိုက်သည်သူ့မျက်လုံးထဲတွင်ပူလောင်မှုနှင့်စိုးရိမ်စိတ်တို့ထင်ဟပ်နေပြီးသူသည်ဤနေရာနှင့်လုံးဝမသက်ဆိုင်ဘူးဖြစ်သည်သူ၏ရည်မှန်းချက်မှာအတွင်းရေးမှူးရုံးတော်၏ကျေပြောသောနိုင်ငံကြီးဖြစ်သည်တမိုင်း၏ကြည်စံရများဆွဲထင်နေသောကြောက်သားနိုင်ငံဒေါက်တာမိုးမခသည်သူ၏ high tech နဲ့ဖြင့်လုံခြုံရေးအားနည်းချက်ကိုစစ်ဆေးရင်းဗိုလ်ချုပ်အစည်းအဝေးလုပ်မည့်အခန်းကိုခြေရာခံလိုက်သည်ဤအတော်အတွင်းဗိုလ်ချုပ်အောင်ဆန်းသည်သူ၏ရုံးခန်းထဲတွင်ငြိမ်သက်စွာအလုပ်လုပ်နေသည်သူ့စပွဲပေါ်တွင်ပင်လုံစာချုပ်နှင့်လွတ်လပ်ရေးမှုချမ်းများဖြန့်ကျက်ထားသည့်နိုင်ငံ၏အနာဂတ်သည်သူ့လက်ထဲတွင်တည်ရှိနေသည်ဒေါက်တာမိုးမခ၏ချွေးစေးများဖြင့်ရွှဲနေသောလက်များကယုံတွင်းမှနောက်ဖေးတကားတစ်ခု၏တော့ကိုဖွင့်လိုက်သည်သူသည်အေးဆက်သောစင်ကြံလန်းထဲတိုးဝင်သွားလိုက်သည်နောက်ဆုံးတွင်သူသည်ဗိုလ်ချုပ်၏ရုံးခန်းထဲသို့ရောက်လာခဲ့သည်ဗိုလ်ချုပ်ကငြိမ်သက်နေတော့လဲဒေါက်တာမိုးမခမှာအလွန်စိုးရိမ်ပူပန်နေသည်သူသည်တနက်တန်ရာများဖြင့်ပြည့်နေသောအစည်းအဝေးခန်းတပ်ပုံတစ်ပုံကိုပြစ်တင်လိုက်သည်ဒေါက်တာမိုးမခကဗိုလ်ချုပ်ဒီတပ်ပုံကမဖြစ်တဲ့အနာဂတ်ပါဇူလိုင်19 နာရီ38မိနစ်သူတို့မှာစတန်ကန်တွေနဲ့ဝင်လာမှာခမားစည်းဝေးကိုရွှေ့ရမယ်ယုံမှာဗိုလ်ချုပ်အောင်ဆန်း၏မျက်လုံးများနှက်ဆိုင်စွာတင်းမာသွားသည်သူ့စိတ်ထဲတွင်ယုံကြည်ရခတ်သောအမှန်တရားနှင့်တာဝန်ရှိသည့်အစည်းအဝေးချိန်စရာကြားတွင်တိုက်ပွဲဝင်နေသည့်ခေါင်းကိုဖြင်းညင်းစွာရန်ရင်ဝတ္တရားကိုမလွန်ဆန်ကျင်သေးပေသို့တော်လည်းဗိုလ်ချုပ်သည်နောက်ဆုံးတွင်ဆုံးဖြတ်ချက်ချလိုက်ပြီးအပြင်ဘက်စင်ကြံများတွင်ဗိုလ်ချုပ်၏ယုံကြည်ရသောလုံခြုံရေးတပ်ဖွဲ့ဝင်များသည်အတန်တိတ်ကိုပိုင်နေရာယူနေကြသည့်ကြီးမားသောတိုက်ပွဲအတွက်အစဉ်သင့်ဗိုလ်ချုပ်အောင်ဆန်းသည်စပွဲပေါ်မှတယ်လီဖုန်းကိုကောက်ကင်လိုက်သည်သူတကိုယ်တည်းရုံးခန်းထဲတွင်ရှိနေတော်လဲစိတ်ပိုင်းချက်ပြီးသားမူရာဗိုလ်ချုပ်အောင်ဆန်းအားလုံးအစီအစဉ်တိုင်းပဲဒါလိုအသင့်ပဲဝင်ကြီးများသည်ပြုံးရွှင်စွာဖြင့်အစည်းအဝေးခန်းစီရှောက်လန်းလာကြသည့်လုံခြုံရေးများပုံးကွယ်နေသည်ကိုမည်သူမျှမသိစစ်ယူနီဖောင်းဝတ်အမျိုးသားလေးဦးသူတို့၏ကားနောက်ခန်းမှစတန်ကပြောင်းဝများထွက်နေသည်အတွင်းရေးမှူးရုံးတော်ဂိတ်ရှိတွင်ကားကအရှိန်ဖြင့်ရပ်တန့်လိုက်သည့်အနေအစတင်ပြီးအစည်းအဝေးခန်းတကားကိုအကြမ်းဖက်စွာကန်ဖွင့်လိုက်သည်လောက်ကျန်သူများတနက်မြောက်ချိန်တွင်ပုံးကွယ်နေသောလုံခြုံရေးများကဘေးနှစ်ဖက်မှစတင်ပစ်ခတ်လိုက်သည့်မမျှော်လင့်သောထိပ်တိုက်တွေ့ဆုံမှုစီစံမိုးများကြတွင်ဝင်ကြီးများကျမ်းပြင်ပေါ်တိုးဝေပုံအောင်ကြသည်ဒေါက်တာမိုးမခသည်ဗိုလ်ချုပ်ကိုဆွဲခေါ်ပြီးစပွဲနောက်သို့ဖုံးကွယ်လိုက်သည်လုံခြုံရေးတဦး၏ရိုင်ဖယ်တင်ဖြင့်ရိုက်ချက်ကြောင့်လောက်ကျန်သူ၏စတန်ကန်သည်ကျမ်းပြင်ပေါ်သို့လွှင့်စင်ကြားရောက်သွားသည်ကြံလောက်ကျန်သူများလက်နက်ချအဖမ်းခံလိုက်ရသည်ချင်းချောက်မှုရပ်တန့်သွားပြီဒေါက်တာမိုးမခသည်ပြစ်ခတ်မှုကြောင့်ဒဏ်ရာပြင်းထန်စွာရရှိသွားသည့်ဗိုလ်ချုပ်ကသူ့ဘေးတွင်ဒူးထောက်ထိုင်ကဒဏ်ရာကိုဖိထားပေးသည်ဒေါက်တာမိုးမခသည်ဗိုလ်ချုပ်အသက်ရှင်သည်ကိုမြင်ရ၍ပြုံးလိုက်သည်ဒေါက်တာမိုးမခကဗိုလ်ချုပ်အသက်ရှင်ပြီးမြန်မာပြည်ကယ်နိုင်ပြီးဗိုလ်ချုပ်အောင်ဆန်းကဟုတ်ပါပြီရဲဘော်ခမည်းကိုကျေးဇူးတင်စကားနဲ့တင်မလုံးတော့ဘူးနှစ်များစွာကုန်လုံပြီးသောအခါရွှေတကုံဖျားအောက်တွင်စီးလုံးသောလူအုပ်ကြီးကဝမ်းမြောက်စွာဆုံစည်းနေကြသည်ဗိုလ်ချုပ်အောင်ဆန်းသည်စီမင်းပေါ်တွင်မိန့်ခွန်းပြောနေသည်ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်ဟာအမှန်တရားနဲ့စီးလုံးညီညွတ်ခြင်းဖြစ်ပါတယ်ဒီစီးလုံးမှုကပဲမြန်မာအနာဂတ်ကိုတည်ဆောက်လိမ့်မယ်ငင်းကျန်းသောအနာဂတ်ပြတိုက်ခန်းတစ်ခု၏ထောက်တွင်တတုစသေးလေးတစ်ခုအချိန်ဆက်သည်မိုးတက်ရည်ကြီးများဖြင့်ဖုံးလွှမ်းလျက်ကြံရစ်သည်နောက်ဆုံးတွင်အပြာရောင်တန်းသွားပြီးထာဝရငြိမ်သက်သွားသည့်အင်းဤဘေးရှိဆိုင်းပုတ်တွင်ရေးထားသည်မှာအမည်မသိကဲတင်ရှင်